ဒီချိုးဖောက်ခဲ့ဘူးရင်တော့မှသူနဲ့တော့ဒီလိုမျိုးဖြစ်လာမှာမဟုတ်ကြောင်းပြောခဲ့ပါသေးတယ်။အဲ့ဒီနေ့ရဲ့ဆွေးနွေးမှုမှာ Trump ကသူ့ကိုယ်သူအောင်နိုင်သူအဖြစ်နဲ့ထပ်ပေါ်လာခဲ့တယ်လို့တွေးနေမှာကတော့အသေးကြပါပဲ။ဒါပေမဲ့ယူကရိန်းစစ်ဘက်ကိုအဆုံးသတ်ဖို့ညှိနှိုင်းရာမှာအခြေအနေတွေကိုပိုပြီးဆိုးရွားစေတာကလည်းတေးကြသလောက်ပါပဲ။ရုရှားသမ္မတဗလာဒီမာပူတင်ကသူ့အတွက်အကျိုးရှိစေတာမျိုးကလွဲလို့တခြားသောသဘောတူညီချက်တွေကိုအမြဲတမ်းလိုက်နာမယ်ဆိုတာကတော့သံသယဖြစ်စေရပါပဲ။ Trump ရဲ့ဇလန်စကီကိုကဲ့ရဲ့အပြစ်တင်လိုက်တာကပူတင်ကိုသူလို့ချင်တာလုပ်နိုင်တယ်လို့အားပေးအားမြောက်လုပ်တာနဲ့အတူတူပါပဲ။ဒါကြောင့် Trump နဲ့ဇလန်စကီတို့ရဲ့အများရှိဆွေးနွေးပွဲကြီးကအောင်မြင်စွာအထမြောက်တယ်လို့မဆိုနိုင်ပါဘူး။အဲ့ဒီနေ့ကပြုလုပ်ခဲ့တဲ့ Trump ရဲ့ချင်းချောက်မှုအတိုင်းဒေဂျာဘကိုသူသာစိတ်ဆန္ဒရှိရင်ယူကရိန်းကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုသာလုပ်ခဲ့ရင်သူရဲ့သမ္မတထိုင်ကုန်ကပြိုကျသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။ Trump ကပူတင်ကိုအကောင့်ဘက်ကအတွင်းမြင်ပေးနေပေမဲ့အမေရိကန်လူမျိုးအများစုကသူ့လိုမတွေးကြပါဘူး။ယူကရိန်းနိုင်ငံသားတွေကိုရုရှားစစ်တပ်နဲ့လွတ်ပေးထားရတာကအာဖဂန်နစ္စတန်ကနေအမေရိကန်တပ်တွေကိုပြန်ခေါ်စဉ်ကဂျိုးဘိုင်ဒန်အပေါ်ထိခိုက်ခဲ့တဲ့မျိုး Trump ပေါ်ပြန်ပြီးတော့မှတိုက်ရောက်မှုတွေလည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီနေတွေးဆုံပွဲကနေရှင်းရှင်းလင်းလင်းသိလိုက်ရတာကအမေရိကန်နိုင်ငံရဲ့ Trump လက်အောက်ကနိုင်ငံရေးဆက်ဆံမှုကလွန်ခဲ့တဲ့နှစ်ပေါင်း80အတွင်းကလို့တော့အစီအပြေချုံးမွေနေတော့မှာမဟုတ်ဘူးဆိုတာပါပဲ။ဒါကတော့တသိပြရစရာတော့လို့တော့မှမထင်ပါဘူး။အမေရိကန်နိုင်ငံ48ရက်မြောက်သမ္မတကအမေရိကန်ရဲ့အကျိုးစီးပွားကိုချိန်ချောက်နေတဲ့အဆင့်အရာတွေကိုရင်ဆိုင်ဖို့ထက်အမေရိကန်ရဲ့အကျိုးမြတ်ရရှိဖို့လောက်ကိုသာပို့ပြီးတော့မှဦးစားပေးနေခဲ့ပါတယ်။ဒါဒီကမ္ဘာကြီးတစ်ခုလုံးအတွက်ပို့ပြီးတော့မှအန္တရာယ်များစေတဲ့လုပ်ရကြီးပဲဖြစ်ပါတယ်။